နောက်ပြီးလို့ရှိရင်နော်အဲ့လိုအရှုပ်ရှင်းနေနော်ကောင်လေးတွေနဲ့အဲ့လိုမျိုးမီတင်ပေါ်မှာဟိုပါပေါ်မှာနော်နော်အဲ့လိုမျိုးဖြစ်ရဘူးနောက်ပြီးလို့စီကန်းနံပါတ်2ကနော်အဲ့လိုမျိုးတနင်္လာဒီမှာသွားပြီးတော့ပွဲသွားမချနဲ့နော်ပွဲသွားမချနဲ့ပွဲသွားချလို့ပြဿနာတက်ရင်ညာသိရဘာလို့ထွက်သွားတော့ညာသိပွဲသွားမချနဲ့ဘာလို့ပွဲသွားချအဲ့လိုမျိုးချလို့ရှိရင်ပြဿနာဖြစ်လို့ရှိရင်အများကြီးရှင်းရမယ်နော်ကိုလေးပြောတာကိုမဒီမှာလည်းလာပြီးတော့ပွဲချလို့မရဘူးနောက်ပြီးလို့ရှိရင်ယောက်ျားလေးနဲ့အဲ့လိုမျိုးနော်ရောထွေးမနေရဘူးဘာလို့လဲဆိုတော့အပားပေးတာတို့ဘာတို့ရအဲ့လောက်ကရတယ်ပေးလို့ရတယ်ပြဿနာမရှိဘူးနော်ပြီးသားမှဒီမှာဟိုကိုမဒီကမှအဲ့လိုမျိုးခေါ်မလာနဲ့အဲ့လိုနော်ညီသားတွေပါခေါ်မလာနဲ့အဲ့လိုမျိုးဆိုလက်မခံပါဘူးနော်နောက်တစ်ချက်ကတော့နော်ဖေရူးစီကန်းတော့အများကြီးမရှိပါဘူးနော်စီကန်း